အားလုံးပဲမင်္ဂလာပါခင်ဗျာ Beyond the Horizon Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့တင်ဆက်ပေးသွားမယ့်ဆောင်းပါးလေးကတော့ဆရာမစူးစူးကောလေးရဲ့ News Watch Channel ပေါ်မှာပထမဆုံးပုံနှိပ်ဖော်ပြခြင်းခံရတဲ့ကျမအဲလန်းညွန်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်နားဆင်ကြည့်ကြပါဦးခင်ဗျာ လွတ်လပ်မှုကိုနှစ်ချိုက်သောမိမိသည်ဤအဲလန်းညွန်အလုပ်ကိုသဘောကျလာသည်အထက်လူကြီးမရှိအောက်လက်ငယ်သားမလို့ကိုဧည့်သည်နှင့်ကိုဖာသာအစဉ်ပြေဖို့သာလိုသည်ဒီဧည့်သည်တွေနဲ့ဆိုတာကလည်းအလွန်ဆုံးလေရ10ရက်နှစ်ပတ်ပေါ့ပြီးရင်လမ်းခွဲနောက်တစ်ဖွဲ့လာချစ်ချင်မုံအချိန်တန်ပြန်သွားကြသည်သာကျောင်းနောက်ဆုံးနှစ်တွင်အရေးခင်းတွေဖြစ်နေသဖြင့်နိုင်ငံခြားအခြေစိုက်ကုမ္ပဏီတစ်ခုတွင်နှစ်နှစ်နီးပါးဝင်ရောက်လုပ်ကိုင်မိသည်နေ့စဉ်ရုံးတက်ရသည့်အလုပ်မှာမထောင်းတာလာတော့လဲတနေရာတည်းတွင်လှုပ်ဖို့ကင်ပဲအများကြီးဖြစ်လို့ရသောကိစ္စမှာမလွယ်ကူလားစိတ်ပြက်ဖွယ်ရာနေ့ရက်များစွာကိုလည်းဖြတ်တန်းခဲ့ဘူးရာငါဘယ်တော့မှကုမ္ပဏီတွေမှာအလုပ်မလုပ်တော့ဟုဆုံးဖြတ်ချက်ကိုခိုင်ခိုင်ကြီးချမိတော့သည်ဤသို့မဟုတ်ပါကဆရာကြီးရွှေဦးတောင်ငယ်စဉ်ဘဝမောင်ဖေသိန်းလေးလိုစိတ်ထဲတွင်စူးတွေတစ်ချောင်းပြီးတစ်ချောင်းပေါက်လာမှာမလွယ်ဂိုက်ဘဝတွင်ကုမ္ပဏီတွေနှင့်ပတ်သက်ရတော့လဲမိမိတို့မှာသူတို့ဝန်ထမ်းမဟုတ်ဂိုက်အလုပ်ဆိုဒီမှာကိုယ်ပိုင်အရေးချင်းတက်တက်ဖြင့်သာရက်တည်ရခြင်းဖြစ်၏ဧည့်သည်တို့ကလည်းမိမိ၏ဘာသာစကားအထွေထွေဗဟုသုတဝန်ဆောင်မှုစသည်တို့ကိုမနစ်သက်ပါကချက်ချင်းပင်ဂိုက်ပြောင်းပေးပါဟုတောင်းဆိုနိုင်သည်ခရီးစဉ်ပေးသောကုမ္ပဏီမှလည်းမိမိအားဘလောက်ခင်းတန်ရောစဉ်ရှိဧည့်သည်တွေမကျေနပ်ပါကဘာမှမတတ်နိုင်ဒီတော့အရေးချင်းစစ်ဖြင့်နေနိုင်မှသာဤလောကတွင်ရပ်တည်နိုင်ပေသည်ဒါဖြင့်ကိုကကောင်းတော်လဲဧည့်သည်တို့ကစိုးဝါနေရင်ရောဘာလူမျိုးနေနဲ့စိတ်ဓာတ်ညံ့ဖျင်းသူတို့ကလည်းပါလာတတ်လေရာခေါင်းငုံခံရမည်လားမလိုပါချက်နဲ့လက်နဲ့ပြန်လဲပြောဆိုရရသည်ဆက်၍လုံးဝသိမခံနိုင်တော့ပါကလည်းမိမိဘက်မှစတင်ကဆက်မလိုက်နိုင်တော့ကြောင်းလူစားထိုးပေးပါရန်တောင်းဆိုခွင့်ရှိသည်အကြောင်းအကျိုးညီညွတ်ကကုမ္ပဏီတွေကလည်းနားလည်လက်ခံ၏အလုပ်ပင်ပန်း၍နားကျင်ပါကလည်းဒီလာတော့ဖြင့်မလုပ်လို့ပါဆိုပြီးနားနေနိုင်လေသည်အတောင်သာလျင်ဥစ္စာရှိသောငှက်တို့တပွဲလွတ်လပ်လာချေသည်ဤလုပ်ငန်းနှင့်စိမ့်သောမိတ်ဆွေတချို့ကနိုင်ငံသားတွေနဲ့ရက်ရှည်ခရီးသွားနေရသဖြင့်တမျိုးတမီစိုးရိမ်ပေးတတ်ကြသေးသည်အနောက်တိုင်းသားခရီးသွားဧည့်သည်တို့သည်ထိုကိစ္စတို့တွင်လွန်စွာစည်းကမ်းရှိလိုက်သည်အထူးသဖြင့်ကုမ္ပဏီဖြင့်ချိတ်ဆက်၍လာသောသူတို့မှာတာ၍စိတ်ချရသေးသည်ဟိုတယ်ကြီးများထဲရှိစပါးများတွင်လုတ်ကင်နေကြသောမိန်းကလေးများဆိုပို၍တိကြလေသည်သူတို့သည်အနောက်တိုင်းသားများကိုမကြောက်အရှေ့တိုင်းသားများကိုသာယွန့်ကုန်၏တောင်မေးမြောက်မေးတတ်ကြသောကြောင့်ဖြစ်သည်ဘာသာစကားအားဖြင့်ရောဘုဟုတုတအားဖြင့်ရောဧည့်သည်တို့အားကင်တွယ်ထိန်းချောင်းနိုင်မှုတို့တွင်ရောအဆအားနည်းနေသည်သည့်အတိတ်ချက်ချွတ်ဘဝတွင်တော့ဧကောင်းဆောင်ကောင်းများမိမိအားဖေးမသူများနှင့်တွေ့ကြုံရန်အရေးကြီးလာပေသည်ဒါကတော့အရေးချင်းနဲ့မဆိုင်ကံတရားနဲ့သာဆိုင်လေ၏ဤသို့မဟုတ်ပါကဆချင်းစောင့်နဲ့ထွင်းသလိုဖြစ်ကနိုင်ငံသားမြင်ယုံတိုးကားကြီးတွေမြင်ယုံနဲ့ပင်ကြောက်လန့်သောဖိုဘီယာရသွားနိုင်ပေသည်တင်တန်း2လတက်ပြီးရလာသောအဲလန်းညွန်လိုင်စင်ဖြင့်ဘာဆက်လုပ်ရမှမိမိမှာရေးရမသိသေးဘာသာစကားတစ်ခုခုတော့တတ်ထားမှရမည်တငယ်ချင်းတချို့ကဂျာမန်သိမည်တဲ့တချို့ကပြင်သစ်တချို့ကဂျပန်အီတာလီယန်နိုဆိုသောစကားလေးကိုမိသူစီယာကြားဘူးလိုက်မှမသိကြားရသည့်အခိုက်တန့်မှာကိုပဲဘာကြောင့်ဘလို့ရဲမသိနာကြော်တဲ့ထူးခြားစွာချိုဝင်သွားလေသည်ဟုတ်ပြီငါဒါပဲတင်မယ်အီတလီဘာသာတင်နေစဉ်အတွင်းမိမိမှာကံကောင်းစွာဖြင့်ဆွစ်ဇာလန်အခြေစိုက်တိုးကုမ္ပဏီဖြင့်ချိတ်မိပြီး
English Station တိုးကလေးများစတင်လိုက်ခွင့်ရလာသည် English Station ဆိုဒီမှာရန်ကုန်နှင့်အနီးတစ်ဝိုက်သာအင်္ဂလိပ်ဘာသာဖြင့်လိုက်လံပြောဆိုလမ်းညွှန်ရခြင်းဖြစ်သည်မိမိတို့လိုလမ်းညွှန်အတိတ်ချက်ချွတ်လေးတွေကိုတနိုင်ငံလုံးအနှံ့လွတ်လိုက်ဖို့ဆိုတာလွယ်သောအလုပ်မဟုတ်ဘာပဲဖြစ်နေနေရန်ကုန်လေဆိပ်ကနေကျိုးမြို့တွေကနေရာတွေလိုက်ဖို့စသဖြင့်နိုင်ငံသားတွေနဲ့တော်တော်လေးအထီးတွေ့ရှိလာခဲ့သည်တည့်ရမတော့ဟဲ့ညီအီတလီစာသင်နေတယ်ဆိုဟုတ်ကဲ့ဒါဆိုရှေ့ပတ်တဲ့အီတလီ2ယောက်တိုးတစ်ခုရှိတယ်လှည့်သွားပါလားထိုစဉ်ကအီတလီဘာသာလမ်းညွှန်များရှားပါနေစေရက်ကလည်းကတ်နေပြီဖြစ်ရာကုမ္ပဏီမှာလည်းရုတ်တရက်ဂိုက်ရဟန်မတူမိမိထံတက်တဲ့ကြီးဝင်လာတော့အခွင့်အရေးကြီးကိုလက်လွတ်လဲမခံခြင်းတင်နေတာကလည်းတိတ်မကြသေးဘယ်သိတတ်ပါမလဲရိုးရိုးတာမန်တမင်းစားရေတောက်လောက်ပြောတတ်ရုံနဲ့လည်းဖြစ်တာမဟုတ်အကြောင်းအရာတော်တော်များများကိုပြောနိုင်ရှင်းလင်းနိုင်မှရမည်ဖြစ်သည်သူတို့မေးတဲ့မိခွန်းတွေကိုလည်းနားလည်အောင်မှတကယ်အီတလီလူမျိုးစစ်တို့၏အတန်အတွက်ကိုချက်ချင်းနားလည်နိုင်မှုကမလွယ်ကိုဝမ်းနာကိုသာသိ၏ငါဘာလို့ရင်ကောင်းမလဲလက်ခံပြီးသားတို့ပြန်အပ်လိုက်ရင်ကောင်းမလားဆက်လိုက်ရမလားစွန့်မစားရမည်ဒီတော့စွန့်စားရတော့မည်တပတ်လုံးလုံးညညအိမ်မပြောအိပ်ပြောမီလှုပ်လိုက်စာတွေထဖတ်လိုက်ဖြင့်မူးတွေသာလင်းလင်းသွားတော့သည်ကြောက်နေသောရက်ကတော့ရောက်ပြီကြည်တာနှင့်ပင်လူကုန်တန်းဥပဒေရုပ်အပြည့်ရှိ၍ဖက်ရှင်ကြကြဝတ်စားထားသောအီတလီမကြီး2ယောက်တော့ထွက်လာပြီအဲယာကွန်အေးစိတ်ငြိမ်အောင်လွတ်ထားသောရန်ကုန်လေဆိပ်ကြီးထဲတွင်မိမိမှာတော့ပူလိုက်အေးလိုက်ဟုတ်သည်ခြေပြားလက်ပြားတွေအေးဆက်ပြီးချမ်းလာသည့်အခါချမ်းလိုက်တွင်ဇောချွေးတွေထွက်ကပူလာသည့်အခါပူလိုက်ဖြင့်ပူခြင်းအေးခြင်းဝေဒနာ2မျိုးကိုတပြိုင်တည်းခံစားနေရတော့သည်ကဲထွက်လာကြပြီဆိုမှတော့ကြိုရပြီပေါ့သဘောကောင်းပုံတွေတော့ပေါက်သည်ကြက်မှတ်ဖတ်ထားသောစာတွေကိုလေစိတ်ကနေတဲမိဟိုတဲ့အထိပြောဆိုသွားလေရာရှော့ရှော့ရှူရှူဖြစ်နေသေး၏ကြိုတင်လဲစကားပလင်ခံထားရသေးသည်ဒါပထမဦးဆုံးအခါခုသူတို့ကလည်းမိမိပြောတာကိုစူးစမ်းနားလည်ပေးကြကိုကလည်းသူတို့ပြောတာတွေကိုနားမလဲရင်3ခါလောက်ထပ်မေးဖြင့်တရက်တာတော့ဥကေနေသေးသည်နောက်နေ့မန္တလေးယခုလိုဖွဲ့ရအပူစာသားတွေမရှင်းပြတတ်သေးတော့ညမိမိတို့လဲနေသောနေရာလေးတွေအကြောင်းတော့အချင်းချုပ်ရှင်းပြရာသူတို့ကလည်းမိမိကအတင်းကိုစူးစမ်းပြောနေတာသိသဖြင့်ခဲရခဲစစ်တွေတိတ်မပေးညနေပိုင်းကျခီးစင်ကအင်းဝါလှီကလေးဖြင့်မြင့်ငယ်မြစ်ကိုကူးနေတော့ထဖောက်လေတော့သည်ရှုရင်းတွေကလှလိုက်တာဟုပြောနေရင်မိမိအားနင်တို့အနေနဲ့ဆိုရင်ဒီကဘာကြီးကိုဘသူကဖန်ဆင်းတိဆောက်ထားခဲ့တာလဲဟုရုတ်တရက်ကြီးမေးချလိုက်တယ်သူသိကျင်တာကဖန်ဆင်းရှင်ကများဖန်ဆင်းထားခဲ့တယ်လို့ဖြေမလားဒါမှမဟုတ်ဗုဒ္ဓအယူဝါဒမှာဖန်ဆင်းရှင်ဆိုတာမရှိဘူးဟုဖြေလိမ့်မလားဒါဟုသူကသိကျင်တာဖြစ်တယ်ကိုယ်လေပြီးဟက်တဲ့နားမလဲလိုက်ဘာမီးလိုက်တာလဲရင်မကြားလိုက်လို့သူကနောက်တစ်ခေါက်ထပ်ပြောသည်ကဘာကြီးအီတလီလိုမွန်ဒိုဆိုတာကိုမိမိကမကြက်ထားရသေးဘာပြောမှမသိအကြက်တဲတွေ့ရင်နေပြီဖြစ်သောမိမိအားလက်ဟန်ချီဟန်နေလှုပ်ပြကြသည်ဟောဒီကဘာကြီးလေဟောဒီကဘာကြီးသူတို့လက်တွေဝေဝဲပြရကိုကြည့်မိတော့မျက်စိထဲသွားတွေ့တာကအေယာဝတီမြစ်ကူတရားကြီး2ဆင့်အင်းဝစကိုင်းတရားနဲ့ရတနာပုံတရားတိချင်းမိမိညံကိုမျိုးလေပြီဤကန္နာတော့သူတို့တွေတရားတိကြီးကိုဘသူဆောက်ခဲ့တာလဲဟုမေးချင်ဟန်တူသည်ဟုကိုဘာသာတွေးကဖြေချလိုက်သည်ရေရေလက်ရှိအစိုးရခေါင်းဆောင်လေဗိုလ်ချုပ်မှုကြီးတန်းရွှေပေါ့အဖွားကြီး2ယောက်မျက်လုံးပစုံလုံးထံပြူသွားသည်ဘာမိမိကလည်းတော်တော်ပိန်းနီဗမာနာမီအတန်ထွက်ကိုနားမလဲလို့ဟုထင်ကတလုံးချင်းပြပြတထထပ်ရပြလိုက်သည်တန်းရွှေ
Senior General တန်းရွှေထိုမိမကြီးနဲ့အော်ရီလိုက်ကြတော့အတန်မှာလှီစီကစူညံစွာထွက်နေတော့စက်တန်ကိုပင်ဖုံးသွားလေ၏အော်စာဖတ်နေသူကြီးခမမိမိနဲ့ကြမှာ promotion တိုးကဘာကြီးကိုဖန်တီးသူပင်ဖြစ်သွားလေတော့သည်ထိုတညနေလုံးဧည့်သည်မကြီးနှစ်ယောက်လုံးကိုဘာမှထပ်ပြီးအတိရှင်းပြလို့မရတော့နေရီပေါက်ကြီးငယ်ကြအောင်ပင်တရေသေးတာရဲနေကြတော့သည်အိတ်ဆောင်အဘိဓမ္မာကိုထုတ်ပြီးကြည့်လိုက်တော့မှတွေ့ပါပြီအတိတ်ပဲအမှန်ကိုဒါနဲ့မပြီးသေးပကံရောက်တော့တနောင်နောင်နဲ့မောင်းထုကအချင်းပေါင်းရောင်းနေတဲ့အသေးကိုရှာရှာရှိရှိသွားကြည့်ကြသည်ပြီးတော့မေးပါပြီဘာသီးတွေလဲတဲ့ခွေးသီးတွေအီတလီနာမည်မသိဘူးဒါဖြင့်အင်္ဂလိပ်လိုပြောပြပါတဲ့ကဲဒီလောက်တောင်ရှိတာဖြေချလိုက်သည် ball fruit ဟုတ်ခွေးနဲ့ဘောသည်စင်တယ်မဟုတ်လားဒီလိုနဲ့ခီးစင်လဲပြီးဆုံးမိမိနဲ့သွားရတာပျော်သည်ဟုဆိုကမုံဘိုးတွေပေးနဲ့ပထမဆုံးခီးရှေကတော့အဆုံးတန်လှခဲ့လေပြီ။အော်ထိုစင်ကလေးကသွားလိုက်ရတဲ့ခီးအရင်တုန်းကတော့ပြည်တွင်းသာအခုတော့ပြည်ပရောနှစ်တည်းဘလောက်ကြာလှေကလေးနဲ့မြစ်ကိုဖြတ်ကအင်းဝကိုသွားတိုင်းတရားသစ်ကြီးကိုမြင်လေတိုင်းတယောက်တည်းပြုံကြီးဖြစ်ကထိုအီတလီမကြီးနှစ်ယောက်ကိုလွမ်းနေမိတော့သည်မြစ်တာဖြင့်ဆူဆူကောလင်